အခုဗီဒီယိုမှာတော့ကျွန်တော် basic network engineer ရဲ့ subnetting ဒါ battery လေးပေါ့နော်အခုဗီဒီယိုဒီကျွန်တော် subnetting battery လေးဖြစ်ပါတယ်အဲ့တော့ subnetting battery မှာကျွန်တော်ပြောပြမယ်အကြောင်းအရာလေးပေါ့နော်အကြောင်းအရာလေးဒီကျွန်တော်ဒီမှာပေါ့ကျွန်တော်တို့ number of needed usable host 50ပေါ့နော်ကျွန်တော် host 50လိုချင်တယ်ပေါ့နော်သူက network ရဲ့ address ဒီ172.59.0.0 ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့ကဒါဘယ်လိုမျိုးတွက်လို့ရမလဲပေါ့နော်ဘယ်လိုမျိုးတွက်လို့ရမလဲဆိုတာကိုကျွန်တော်တွက်ပြမှာဖြစ်ပါတယ်အဲ့တော့သူကသိချင်တဲ့ဟာတွေဒီမှာကျွန်တော်သိရမယ်ဒါတွေတော့သူကဗလန်ထားတာပေါ့နော်ဒါကျွန်တော်တွက်ရမယ်တွက်စာလေးပါအဲ့တော့ကျွန်တော်တစ်ခုနှစ်တော့59.0.0 မှာကျွန်တော်တို့ဆက်နံပါတ်လဲသူရေးပေးတာဟုတ် prefix နဲ့လည်းသူပြပေးတာ select block ပေါ့နော်အဲ့လိုမျိုးလည်းပြပေးတာအဲ့တော့တစ်ခုနှစ်ဆိုရင်တော့ default ဆက်နံပါတ်ကတော့ 255.255.0.0 ပေါ့နော်ဒါ club B address ဖြစ်တဲ့အတွက်ဒါပေမဲ့သူအဲ့လိုမျိုးဆိုလို့ရှိရင်လည်းသုံးလို့ရမယ်အရေးအတွက်ကကျွန်တော်ရှေ့မှာပြထားသလို65534ဖြစ်သွားလိမ့်မယ်ကျွန်တော်တို့က address ကိုကျွန်တော်တို့အတိအကျပေါ့နော်ပိုင်းရမှာပေါ့နော်ဒါတစ်ခုနှစ်ဆိုရင်ကျွန်တော်ဒီမှာတစ်ခုနှစ်ဆိုရင်65534ပေါ့နော်သူအဲ့လိုမျိုးအများကြီးလည်းမလိုချင်ဘူးပေါ့နော်ဒါအများကြီးဘာကြောင့်မလိုချင်တာလဲဆိုတော့ကျွန်တော်တို့ဒါ broker ပေါ့နော် broker ကိုကျွန်တော်ပိုင်းနေတာပါ broker ကိုကြောက်တဲ့အတွက်ပေါ့နော်ဒါနောက်ပိုင်းသင်ခန်းစာတွေမှာတော့ပါလာပါလိမ့်မယ်အခုလက်ရှိမှာတော့ကျွန်တော် subnetting ပေါ့နော်ကိုလိုချင်တဲ့ address အရေးအတွက်တိုင်းကျွန်တော်တို့ပိုင်းတာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆို90ပေါ့နော်အဲ့ဒါဆိုကျွန်တော်ဘယ်လိုတွက်မလဲအဲ့ဒါကျွန်တော်အရင်ဆုံးလောက်ရမှာဒီ calculator ခေါ်ရပါမယ်ကျွန်တော်90ရအောင်နှစ်ပတ်တက်တင်လို့ရမယ်ပေါ့နော်နှစ်3တက်တင်ကြည့်မယ်နော်နှစ်3တက်ဒီ90မရပါတော့ကျွန်တော်နှစ်9တက်လောက်တင်ကြည့်မယ်30နှစ်အဲ့ဒါဆိုရင်ကျွန်တော်နှစ်6တက်တင်ကြည့်ပါပေါ့နော်နှစ်6တက်ဆိုရင်60လေးကျွန်တော်တို့ subnetting တွက်ပြီးဆိုရင်ကျွန်တော်တို့ကသက်ဆိုင်ရာကုလိုချင်းတဲ့ host အရေးအတွက်ကိုအတိအကျတော့ကျွန်တော်တို့တွက်လို့တော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့အနည်းဆက်ဆုံးဝန်းကျင်ပေါ့အနည်းဆက်ဆုံးဝန်းကျင်တော့ကျွန်တော်တို့တွက်လို့ရပါတယ်အဲ့တော့26တက်ပေါ့နော်26တက်ဆိုတော့ကျွန်တော်တို့ဒီ10 page ယူပါပေါ့နော် host အရေးအတွက်က10 page host အရေးအတွက်က10 page ဖြစ်ပါတယ်အဲ့တော့ကျွန်တော် network အရေးအတွက်ကရောဘယ်လောက်လဲပေါ့အဲ့တော့ network အရေးအတွက်ကကျွန်တော်တို့ကဘယ်လောက်ရှိလဲဆိုကျွန်တော်တို့က IPv4 ဒီ32 bit ရှိပါတယ်32 bit တည်းကကျွန်တော်တို့10 bit ပေါ့နော်ပို့ရတဲ့10 bit ကိုနှုတ်လိုက်ရင်ကျွန်တော်ဘယ်လောက်ရမလဲ26ရပါတယ်ဒါဆို 172.59.0.0 ဒီ /29 လို့ကျွန်တော်တို့တွက်လို့ရပါ /29 တွက်လိုက်ရင်သက်ဆိုင်ရာ usable host ဒီကျွန်တော်တို့50ပေါ့နော်50ပေါ့ခုန64ကိုnetwork IP နဲ့ broker IP နှုတ်ရင်ကျွန်တော်တို့60နဲ့အဲ့လောက်ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်တရားတွက်ကြည့်မှာကျွန်တော်သိမှာပါဒါအနည်းဆက်ဆုံးကျွန်တော်တွက်ထားတာအဲ့တော့ဒီပု္ပ္ပစာလေးကိုကျွန်တော်တို့တွက်ကြည့်ပါမယ်ပု္ပ္ပစာလေးကိုကျွန်တော်တွက်ကြည့်ပါမယ်/26 ဆိုတော့ကျွန်တော်တို့ဒီဘယ်လိုတွက်မလဲဆိုရင် network ID နေ့26လောက်ဖြစ်တယ်1 2 3 4 5 6 9 8အောက်တက်1 2 3 4 5 6 9 8ဒါset number ကိုကျွန်တော်ရင်တွက်တာနော်1 2 3 4 5 6 9 8 8 3 24 1 2တော့ဒါ1 26လောက်ပြည့်သွားပြီပေါ့နော်1 26လောက်ကျန်တဲ့26လုံးကိုတော့ကျွန်တော်ပို့ရအတွက်ကျွန်တော်ရေးလိုက်မယ်1 2 5 6ဟုတ်ကျွန်တော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တွက်မယ်ပေါ့နော်တွက်မယ်ဆိုရင်ကျွန်တော်အမြန်နည်းလေးပေါ့နော်ကျွန်တော်ရှေ့ကဗီဒီယိုဖိုင်မှာတော့ကျွန်တော်ပြောပြပေးထားတယ်ကျွန်တော်ဒီအောက်တက်3ခုမှာအောက်တက်4ခုမှာကျွန်တော်ကြည့်လိုက်ပါနော်နောက်ဝအရေးအတွက်လုံးဝဖြစ်နေတဲ့အောက်တက်ဒီ first အောက်တက် second အောက်တက် third အောက်တက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်လေ 172.59.0 ကိုကျွန်တော်တို့ထည့်လိုက်ပါမယ်နောက်မှာရှိနေတဲ့0နဲ့ကျွန်တော်တို့ဒီ address လေးကိုပဲကျွန်တော်တွက်ပြီးတော့ AND gate တွေ OR gate တွေနဲ့တွက်ပြီးတော့ start IP and IP ကျွန်တော်တို့တွက်လိုက်ပါမယ်
အဲ့တော့ဒါလေးကိုလည်းကျွန်တော်တို့set number နဲ့ပေါ်ပြမယ်ဆိုရင်ဘာလို့ရမလဲဆိုတော့ select 26ဒီဘယ်လောက်ရမလဲဆိုတော့ဒါဒီ255 255ဒါလည်း255တော့သူ့အဖြေဒီ255.255.255. ဒီမှာရှိမှတစ်နှလုံးပေါ့နော်တစ်နှလုံး on နေတယ်ဒီတစ်ဒီ128ဒီတစ်ဒီ64ပေါ့နော်အဲ့နှစ်ခုကျွန်တော်ပေါင်းကြည့်မယ်128နဲ့64ပေါင်းကြည့်မယ်ဘယ်လောက်ရလဲပေါ့128ပေါင်း64ပေါ့နော်ဒါဆိုရင်192ပေါ့အဲ့တော့ကျွန်တော်တို့သူ့ရဲ့ set number ကိုကျွန်တော် decimal နဲ့ရေးမယ်ဆိုရင်255.255.255.192 ဖြစ်ပါတယ်ဟုတ်ပြီနော်ကျွန်တော်အဲ့ဒါဆိုရင်ဒါလေးကိုကျွန်တော်ဖြတ်လိုက်ပါတော့မယ်ဖြတ်မယ်ကျွန်တော်ပြီးရင်ဒီမှာ172.59.0.0 ပေါ့နော်နောက်ဆုံးဟာလေးကိုပဲကျွန်တော်တွက်မယ်လို့ကျွန်တော်ပြောထားပါနော်ဒါဘာလဲဆိုတော့အလွယ်နည်းပေါ့နော်ကျွန်တော်စနစ်တင်တွက်တယ်ဆိုရင်ကျွန်တော်လုံးဝလွယ်တဲ့နည်းလေးပေါ့ဒါဒီနောက်ဝဖြစ်တဲ့အတွက်နောက်ဝတီးတက်ဖြစ်တဲ့အတွက်ဒါကတော့ဟိုတီးတက်လို့ပြောလို့မရဘူးပေါ့နော်ဒီမှာ192ဖြစ်နေတော့255.255.255.0 ဆိုရင်ဟိုတီးတက်ဒါပေမဲ့နောက်ဝရောဟိုရောပါတဲ့ကျွန်တော်တို့အောက်တက်ကလေးပါနော်ဟိုအောက်တက်ကလေးအဲ့အောက်တက်ကလေးကိုကျွန်တော်တို့ရွေးတက်လိုက်ရွေးတွက်ပါပေါ့နော်အဲ့တော့ကျွန်တော်ပြီးပြီဆိုတော့ဒီမှာဆိုရင်ဒါက set number ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ဒီရဲ့0ကိုကျွန်တော်တို့ binary digit ပြောင်းမယ်ပေါ့နော်3ည8လောက်1 2 3 4 5 6 9 8ကျွန်တော်အဲ့ဒါကို start ib တွက်မယ် start ib တွက်ပါနောက်က ib တွက်မယ်နောက်က ib တွက်ပြီးရင်ကျွန်တော်တို့ start ib ရပြီပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ပေါင်းမယ်ဒီ3ညနဲ့ဒီ1နဲ့ပေါင်းတာဒီကျွန်တော်ဘာရမလဲ1နဲ့3ညနဲ့ပေါင်းရင်ကျွန်တော်တို့3ညဒီ3ညနဲ့1နဲ့ပေါင်းလဲ3ည3ညနဲ့3ညနဲ့3ည3ညနဲ့3ညနဲ့3ည3ညနဲ့3ည3ညအဲ့တော့3ည8လုံးရပါမယ်3ည8လုံးနော်6 9 8အဲ့ဒါသူ့ရဲ့အဖြေဒီတင်းနဲ့ခွန်တော့တစ်ခွန်နဲ့တော့ 59.0.0 ဒီနောက်ဝ ib ဖြစ်ပါတယ်အဲ့တော့ start ib ဒီ 172.59.0.1 ဒီ start ib ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ib နဲ့ broker ib ကိုရှာပါမယ်နော် ib နဲ့ broker ib ရှာဖို့အတွက်ကျွန်တော်တို့အရင်ဆုံးဒါ set number ကျွန်တော်တို့ ib address ရဲ့နောက်ဆုံးအောက်တက်ကလေးကိုပြန်ပြီး copy ကူးမယ်ကျွန်တော်ပြီးဒီမှာဒါ set number ပေါ့နော် set number ကိုကျွန်တော်တို့ဘာလုပ်ရမလဲ one gamut ပြောင်းရမယ်အဲ့တော့ဒီမှာတစ်နှလုံးကိုကျွန်တော်တို့3ညနှလုံးပြောင်းမယ်ဒီ3ည6လုံးကိုကျွန်တော်တို့တစ်6လုံးပြောင်းမယ်ဒါတွေကကျွန်တော်ရှင်းဗီဒီယိုမှာပြောပြပေးပြီးသားဖြစ်ပါတယ်ဒီနေ့တော့6ကျွန်တော်အဲ့ဒါဆိုရင်ဒါတွေကိုကျွန်တော်တို့ broker ib နဲ့ကျွန်တော်တို့ib တည်ကြည်နာဖြစ်တဲ့အတွက်ကျွန်တော် organic နဲ့တွက်ပါမယ် organic နဲ့တွက်မယ်ဆိုရင်ကျွန်တော်တို့3ညနဲ့3ညနဲ့ဆိုရင်3ည3ညနဲ့3ညနဲ့ဆို1ဒါတွေဒီ1ပါတာဖြစ်တဲ့အတွက်3ညနဲ့1နဲ့ဆို1 3ညနဲ့1နဲ့ဆို1 3ညနဲ့1နဲ့ဆို1အဲ့ဒါကြောင့်ကျွန်တော်ရမယ့်အဖြေဒီပါလဲဆိုတော့ကျွန်တော်တို့3ည3ည1111111ဖြစ်ပါတယ်ကျွန်တော်အကယ်၍ ib အတွက်တွက်တဲ့အချိန်ပေါ့နော်ကျွန်တော်ဆက်လက်တွက်တဲ့အချိန်မှာနည်းနည်းအခက်အခဲရှိနေဆိုကျွန်တော်ရှေ့ရဗီဒီယိုဖိုင်တွေမှာ and gate or gate ကိုကျွန်တော်တွက်ပုံတွက်နည်းကျွန်တော်ရှင်းပြပေးထားတာရှိပါတယ်အဲ့ဒီဗီဒီယိုဖိုင်တွေမှာပြန်ကြည့်ပြီးတော့ and gate or gate ကိုကျွန်တော်တို့တခြားလေးကျွန်တော်စာရွက်ပေါ်မှာပြပြကျွန်တော်ရေးထားပြီပေါ့နော်အဲ့လိုရေးပြီးကျွန်တော်တွက်တယ်ဆိုရင်ပို့ပြီးအဖြေတွက်ရတာလွယ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒါလေးကိုပေါင်းကြည့်ပါမယ်နော်ဒီမှာ16လုံးပေါင်းမယ်1ရယ်2ရယ်4ရယ်8ရယ်16ရယ်32ရယ်ကျွန်တော်ပေါင်းရမယ်ပေါ့နော်အဲ့ဒါကျွန်တော်ပေါင်းကြည့်မယ်1 about 2 about 4 about 8 about 16 about
32 equal 63ပေါ့နော်63အဲ့တော့သူ့ရဲ့ IP ဒီကျွန်တော်တို့63ဖြစ်ပါတယ်63ကိုမှကျွန်တော်တို့ကဘာထားမလဲဆိုရင်ကျွန်တော်တို့သူ့ရဲ့ sorry ဒါ broker IP နော် broker IP ဒါဒီ62ဒီသူ့ရဲ့ IP ဖြစ်ပါတယ်အဲ့တော့သူချခိုင်းတဲ့အဖြေပေါ့နော်အဖြေတွေကျွန်တော်တို့ထွက်ပါပြီအဲ့ဆို 0.0 ပြီးတော့ 0.0 ပြီးရင်ဒီမှာတစ်ခုနဲ့5တက်ကို 0.0 ပြီးရင်ကျွန်တော်တို့ဒီ 0.1 ပြီး 0.2 အဲ့လိုပဲ 0.3 အဲ့အနေကျွန်တော်တို့ 0.62 တိကျွန်တော်တို့သုံးစွဲလို့ရပါတယ်သုံးစွဲလို့ရတဲ့ IP အတွက်ဒီ62ခုရှိပါတယ်ကျွန်တော်နောက်က IP ရဲ့ broker IP ရဲ့နှုတ်လိုက်ပြီးတော့ကျွန်တော်62ကျန်တာပါနော်အဲ့တော့ဒါဒီ IP ကကျွန်တော်တို့ broker IP ဆိုတာကျွန်တော်တို့ home mode ကျွန်တော်စမ်းကြည့်မယ်ပေါ့နော်စမ်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ broker IP home mode ဒီကျွန်တော်တို့လက်တော့မှာကျွန်တော်စမ်းကြည့်လို့ရပါတယ် broker IP ဆိုရင်လက်တော့က broker IP နဲ့နောက် IP ကိုကျွန်တော်တို့သူကထည့်ကုန်မပေးပါဘူးအဲ့တော့ကျွန်တော်ထည့်ကြည့်မယ် property တော့ဒီမှာထည့်ကြည့်မယ်ကျွန်တော်တို့တစ်ခုနဲ့တော့ 0.63 255.255.255တော့ကျွန်တော်တို့192ထည့်ကြည့်ပါဒါထည့်ကုန်မပေးပါဘူးเนาะထည့်ကုန်မပေးပါဘူးပြီးတော့ကျွန်တော်တို့တစ်ခုနဲ့တော့ 69.0.0 တွေကျွန်တော်ထည့်ကြည့်ပါထည့်ကုန်မပေးပါဘူးဒါဘာကိုပြောတာလဲဆိုတော့ကျွန်တော် IP အတွက်ကျွန်တော် subnet တွက်တဲ့အချိန်မှာကျွန်တော်တို့က private တစ်ခုတည်ကျွန်တော် IP address rate တစ်ခုရဲ့ကျွန်တော်တို့ start IP နဲ့ end IP ကလွဲဖို့เนาะ start IP ရဲ့အနေပြီးတော့ end IP အတွင်းမှာရှိတဲ့ IP တွေကိုသုံးလို့ရမယ်ကျွန်တော်နောက် IP နဲ့ broker IP သုံးလို့မရဘူးဆိုတာသူကပြောပြခြင်းဖြစ်ပါတယ်ကျွန်တော်ဒီမှာသုံးကြည့်မယ်1ဒါသုံးလို့ရတယ်1ပြီးတော့ကျွန်တော်တို့62ထိကျွန်တော်ပေးကြည့်ပါ62ပေးလို့ရပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော် subnetting ရဲ့ကျွန်တော်ဒါဒီ select 26ဒီအကယ်၍ကျွန်တော်က172.59 dot ဒီ club address ဖြစ်တဲ့အတွက်ကျွန်တော်တို့က 255.255.0.0 နဲ့လာမှာပေါ့နော်အဲ့လိုသူပေးထားတဲ့ club full sorry default set number မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာ set number တွေဒီလိုမျိုးသွားနေတယ်ကျွန်တော်တို့ club ဖြစ်နေပြီးတော့ select 16မဟုတ်ပဲ select 26ဒီအဲ့လိုမျိုးသားနေတယ်ဆိုရင်ဒီ address တွေဒီကျွန်တော်တို့ default set number မဟုတ်တဲ့အတွက်ကျွန်တော်တို့ classless set number လို့ခေါ်ပါတယ်ဒါ classless set number လို့ခေါ်ပါတယ်ဟုတ်ဒီပါပါနော်colorful and classless addressing ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ပြောပြထားတာရှိပါတယ်ဒါရှိမှလည်းကျွန်တော်ပြောပြတဲ့စာရင်းနဲ့ဒါတူတူပဲပေါ့နော် colorful set number နဲ့ classless set number ပေါ့နော်